ရှေ့ကနောက်ပိုင်း YWest ကကောင်ပွဲနွားကြောင့်ထားတယောက်ခဲ့တပတ်လောက်နေကြည့်မယ်ဆိုရင်ဘာတွေကြုံရမလဲပထမဆုံးနေ့1869ခုနှစ်တက်ဆက်ပြည်နယ်မှာတင်နိုးထားလာပါတယ်တင်တာဝန်ကနွားအုပ်ကိုကန်ဆတ်ပြည်နယ်ကန်ဆတ်အရောက်မောင်းနှင်ပေးဖို့ပါလာစာကတစ်လမှ$30တစ်ရက်ကို$1နှုတ်မရမယ်တင်ပိုင်ဆိုင်မှုဆိုလို့မြင်းကုန်ကြီးတစ်ခုပဲရှိတယ်နွားအုပ်ရဲ့အနောက်ဆုံးပိတ်နေရ drag position ကနေတင်လိုက်ပါမောင်းနေရတယ်14နာရီလုံးနွားအုပ်ကြီးထားမှထွက်လာတဲ့ဖုံးတွေတဲတွေကိုရှူရှိုက်ရင်လိုက်လာရတာပါဘာမှလည်းမမြင်ရအသက်ရှူလို့လည်းမဝချောင်းဆိုးလိုက်တိုင်းတလိညူတွေပဲထွက်လာတော့တယ်ဒုတိယနေ့မနက်3နာရီမှအိပ်ရထားရတယ်မနက်စာကပဲရင်နေ့လယ်စာလည်းပဲဟင်းညစာကြောပဲဟင်းနဲ့စားနေဝတ်တာကော်ဖီကလောင်မတက်ပြင်းနေပြီးတာနဲ့အလုပ်ပြင်လုပ်ရတယ်ရုတ်တရက်တင်မြင်းကတောင်းချမ်းပြီးခါချလိုက်လို့မြေကြီးပေါ်ပြုတ်ချသွားပြီးနှရိုးအပ်သွားတယ်ဒါပေမဲ့ရွေးစရာမရှိဘူးမြင်းမော်ပြန်တက်ရတာတယ်နွားကောင်ကြီးနှစ်ဖောင်းကရမပေးဘူးလေအမီမလိုက်နိုင်ရင်အလုပ်ပြုတ်မယ်မြို့နဲ့မိုင်90လောက်ဝေးတဲ့နေရာမှာသူတို့ပြီးတဲ့ဝစ်စကီကိုတောက်ပြီးနာကျင်မှုကိုချိန်မိကခီးဆိုင်ရတယ်တတိယနေ့ဒီနေ့ကညခင်းဆောင်ရမယ့်အလေတန်းကောင်ရံကနေမနက်4နာရီအထိပေါ့မိုးကျွေးမုန်တိုင်းတစ်ခုကြားရောက်လာပြီးနွားအုပ်ကြီးထလန်ကကစင်ကလေးကပြေးကြပါတော့တယ်အမောင်ဒူထဲမှာမြင်းကိုအပြေးစီးရင်ထင်ရတယ်နေရာတိုင်းမှာခွာတန်းတွေစူးညံ့နေတယ်တကယ်လို့တင်းပြုတ်ကျသွားရင်နွားအုပ်နင်းတာခံရပြီးတေးပါတယ်မနက်ကြတော့နွားကြောင်သားတယောက်တေးဆုံးနေတာကိုတွေ့လိုက်ရတယ်ဇာပနာအခမ်းအနားမရှိဘူးသူတေတော့အကျွေးတင်နေလို့သူ့ပိုင်ဆိုင်မှုတွေကိုရောင်းပြီးအကျွေးဆက်လိုက်ရတယ်စတုထနေ့တစ်မြင်းကမြေကျွတ်သွင်းတစ်ခုတည်းခြေချော်ချွန်ကြားပြီးခြေထောက်ကျိုးသွားတယ်တက်လက်နဲ့ပဲမြင်းကိုပစ်တက်လိုက်ရတယ်နှစ်လစာတော့ပါသွားပြီကုန်းကြီးကိုထမ်းပြီးစကန်းရှိရာကို6မိုင်လောက်လမ်းလျှောက်ပြန်ရတယ်မနေ့ရင်ပါကိုတင်ထားရတဲ့မြင်းရဲတကောင်ကိုငှားစီးပြီးအလုပ်ဆက်လုပ်ရတယ်ပြင်စမနေ့မြစ်တစင်းကိုဖျက်ကူးရတယ်ကုန်းကြီးရောအဝတ်ဆောင်တွေပါရေဆိုးကုန်တယ်ရေဆိုးနေတဲ့ကျင်းပေါင်းကြီးကိုဝစ်ပြီးဆက်သွားရတာပေါ့ပေါင်းချန်တွေပေါင်းပဲကုန်မယ်ပိုးဝင်မယ်ဆေးဝါးကလည်းမရှိဘူးဘာပဲဖြစ်ဖြစ်မြင်းကုန်းကြီးပေါ်မှာတရက်16နာရီလောက်ထိုင်ပြီးလိုက်ရမှာပဲလေစက်ထမနေ့ညီရွယ်စရာကောင်းလောက်အောင်ထပ်တယ်လဲထိနေတဲ့နေ့ရက်ဒီပါပဲနေတိုင်းဒီပုံစံပဲမြင်းစီပဲစားမြေကြီးပေါ်အိတ်မျိုးမရှိလူမရှိအမျိုးသမီးတွေလည်းမရှိနောက်ဆုံးတော့မြင်းကိုစကားပြောရင်းယူချင်းဖြစ်လာတယ်တချို့ဆိုစိတ်ဖိစီးတိုင်းမခံနိုင်လို့ကိုတနတ်နဲ့ပြတ်သက်သွားကြပါတယ်ခန္ဓာကိုယ်မပြည့်စည်ခင်စိတ်ကအရင်ပြည့်စည်သွားတာပါစက္ကမနေ့နွားတွေအယောင်းဝယ်လုပ်တဲ့မျိုးလေးတစ်မျိုးကိုရောက်တယ်လာစာ$30ရပြီမဲ့လမ်းမှာအကျွေးဝယ်ထားတဲ့ပစ္စည်းဖို့20နှုတ်လိုက်ရင်$10ပဲကျန်တယ်အရက်ဆိုင်တစ်ခုမှဝင်းပြော်လိုက်တယ်ရေချိုးမယ်ဝစ်စကီတောက်မယ်ဖဲရိုက်မယ်မနက်လင်းတော့ပတ်စံမရှိတော့ဘူးလက်တွေဘဝထဲကိုတင်ပြန်ရောက်လာပါပြီတနက်ပွဲတွေဝရန်ဂျီတွေစွန့်စားကန်းတွေကိုတင်မျောလင့်နေမှာပေါ့ဒါပေမဲ့တကယ်လက်တွေမှာတော့တနေ့16နာရီလောက်လုပ်ရတယ်ကဘာပေါ်မှာအပြင်းဆုံးနဲ့အပင်ပန်းဆုံးအလုပ်ကျန်းတစ်ခုသာဖြစ်နေတယ်ကောင်းပိုင်းတွေဆိုတာအနောက်ပိုင်းခေတ်မှာလာစာအနည်းဆုံးအလုပ်သမားတွေပါပဲ